ပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro တို့ရဲ့ယနေ့နကစီစဉ်ရ2026မတ်လ10ရက်နေ့အတွက်ဆောင်ရန်ရှောင်းရန်ဆောင်ရွက်ရမယ့်နကချိန်ခါတွေကိုစီစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျမမတ်ခင်တော်ဝင်နဲ့မတ်ရွှေရုံးပြေတို့မှတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်2026မတ်လ10ရက်နေ့တနင်္ဂနွေနေ့သားသမီးများအပေါ်ပုံမှုပြီးထျောက်မှုရှိနိုင်တဲ့ကောင်းမွန်တဲ့နက9ပါးနဲ့မိမိတို့လူငယ်ကိစ္စရပ်များဆောင်ရွက်နိုင်ရန်နကချိန်ခါကောင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်ည8:30မိနစ်မှည8:50မိနစ်အတွင်းမှာတော့ဖုန်းကန်ကြီးမြင့်မဲ့တနက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရှင်ည7:25မိနစ်မှည7:45မိနစ်အတွင်းမှာတော့ဇန်ထောင်မြင်ပြီးမြေတိုင်ကန်ကောင်းမွန်စေမဲ့စုံနက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရှင်နနက်9:16မိနစ်မှနနက်9:36မိနစ်အတွင်းမှာတော့ဘာပဲလို့ထိုထိရောက်ရှိအောင်မြင်နိုင်တဲ့ဒီပြနက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရှင်နနက်6:55မိနစ်မှနနက်9:15မိနစ်အတွင်းမှာတော့ရာထူးစာအာဏာကြီးမြင့်မဲ့ဒီပြနက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရှင်ညနေ4:34မိနစ်မှညနေ4:54မိနစ်အတွင်းမှာတော့အင်ချမ်းမြေရောင်းဝယ်ကိစ္စရပ်တွေကြိုးပြမဲ့စီဖြူနှစ်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရှင်ည7:39မိနစ်မှည7:59မိနစ်အတွင်းမှာတော့ငွေကြေးရွှေရနာထိကဆန်းမှုကံကောင်းမှုစေမဲ့ရန်နှစ်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရှင်နေ့လယ်3:09မိနစ်မှနေ့လယ်3:28မိနစ်အတွင်းမှာတော့သားသမီးရဲ့နောက်ထွန်းကားရရှိစေမဲ့တန်တေနှက်ခတ်ကိန်းချောက်တဲ့ချိန်ပဲဖြစ်ပါရှင်ဆက်လက်ပြီးဒုတိယခန်းခန္ဓာအနေဖြင့်တနင်္ဂနွေနေ့သားသမီးများအပေါ်ပုံမှုပြီးထျောက်မှုရှိနိုင်တဲ့ဆိုးရနှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ခါများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ည8:45မိနစ်မှည9:05မိနစ်တွင်မှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းချောက်တဲ့ချိန်ကပဲဖြစ်ပါတယ်ရှင်ည7:39မိနစ်မှည7:59မိနစ်တွင်မှာတော့အမှုခင်းပြဿနာစိတ်ပူပန်သောကတွေကိုဖြစ်ပေါ်စေနိုင်တဲ့သောကနှက်ခတ်ကိန်းချောက်တဲ့ချိန်ကပဲဖြစ်ပါတယ်ရှင်နနက်2:38မိနစ်မှနနက်2:58မိနစ်တွင်မှာတော့ဆုံးရှုံးပျက်စီးမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့ဆယ်တိုင်းနှက်ခတ်ကိန်းချောက်တဲ့ချိန်ကပဲဖြစ်ပါတယ်ရှင်နနက်9:30မိနစ်မှနနက်9:50မိနစ်အတွင်းမှာတော့မိတ်ဆွေတင်ကဟာများပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့မိတ္တုနှက်ခတ်ကိန်းကြားတဲ့ချိန်ကပဲဖြစ်ပါတယ်ရှင်။ညနေ9:58မိနစ်မှညနေ6:18မိနစ်အတွင်းမှာတော့အလုံးစည်းပွားထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့ဘင်္ဂနှက်ခတ်ကိန်းကြားတဲ့ချိန်ကပဲဖြစ်ပါတယ်ရှင်။ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချိန်ခါတွေအဆိုရင်ဖြင့်တနင်္ဂနွေနေ့တာသမီးများပေါ်ပုံမှုပြီးထျောက်မှုရှိနိုင်တဲ့နှက်ခတ်ချိန်ခါတွေပဲဖြစ်ပါတယ်ရှင်။ဒီနှက်ခတ်ချိန်ခါတွေကိုသမီးတို့ရဲ့ဆရာဦးဆရာကိုမှကိုယ်တိုင်အသေးစိတ်တွက်ချက်ပေးထားတာဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နှက်ခတ်စီစဉ်ကိုကြည့်ရှုပေးကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။